ခိုင်းကောင်းဆောင်ကအောက်ပိုင်းတည်နေတဲ့နောက်လိုက်တယောက်ရဲ့ခြေထောက်ပေါ်လက်တင်လိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲကြုံနေတဲ့ကြွသားတွေပြပြလာပြီးအရေးပြားတွေလည်းပြန်လဲဆူပြီးလာခဲ့တယ်။အဲ့ဒီလူရဲ့ခြေထောက်တွေခပ်ဖွားဖွားတုန်ခါသွားတယ်။ပြီးတော့ရှိနေတဲ့လူတွေအားလုံးအံ့ဩမြင်တက်နေတော့မှပဲသူမတ်တက်ထည့်လိုက်ပါတယ်။တကယ်ကိုအံ့ဖွယ်ပါပဲ။အောက်ကကြည့်နေတဲ့ယုံကြည်သူတွေအားလုံးယူသွမတ်တက်ဖြစ်သွားကြတယ်။နောက်ထပ်လူစိမ်းတယောက်ရှောက်လာပြီးအင်ဂျီချုပ်လိုက်တဲ့အခါခန္ဓာကိုယ်ပေါ်ပိုင်းမှာပြင်းနေတဲ့အမာရွတ်တွေကိုမြင်လိုက်ရတယ်။ခေါင်းဆောင်ကတင်းငင်စွာနဲ့ပဲလက်ကိုဆန့်ထုတ်လိုက်ပါတယ်။မျက်စိတမိတ်အတွင်းမှာပဲအမာရွတ်တွေအစာနမကြံပြောက်ကွယ်သွားပြီးအသားရည်ကချုံးမို့သွားပါတော့တယ်။နောက်လိုက်တွေကတော့စိတ်လှုပ်ရှားပြီးအော်ဟစ်နေကြပြီပေါ့။ဒါပေမဲ့သူ့တခိုးကိုထုတ်ပြပြီးတဲ့နောက်ရုတ်တရက်သူ့ခန္ဓာကိုယ်မှာတစ်ခုခုမာရွနေတာကိုခံစားလိုက်ရတယ်။သူကတင်းငင်ချင်းအောင်ဆောင်ပြီးလျှက်စစ်ပြီးတက်ကလထိုင်ပေါ်ထိုင်တာစင်ပေါ်ကနေဆင်းသွားခဲ့တယ်။ယုံကြည်သူတွေမသိလိုက်တာကဒီအချိန်မှာခေါင်းဆောင်ဟာစပင်ဖြူတွေနဲ့အဖိုးကြီးအိုကြီးအဖြစ်ပြောင်းလဲသွားပြီဆိုတာပါပဲ။သူ့ပြုံမြင့်မှုကိုပြန်ရဖို့အတွက်ခေါင်းဆောင်ကတစ်ပင်ငယ်လေးတစ်ပင်ပေါ်လက်တင်လိုက်တယ်။ပွင့်ဝင်နေတဲ့တစ်ပင်လေးချက်ချင်းညှို့နှွမ်းတည်ဆုံသွားပြီးခေါင်းဆောင်ကတော့နှစ်အနေငယ်ပိုနုပြူလာပါတယ်။ပုံမြန်မြန်နုပြူလာအောင်ခေါင်းဆောင်ကသူ့စိတ်ကူးတရေးအဖွဲ့ကိုချက်ချင်းဆင့်ခေါ်လိုက်တယ်။မတော်တဆမှုကြောင့်တည်ဆုံသွားသူတွေရဲ့ခန္ဓာကိုယ်ကိုတုံးပြီးသူ့ကိုပြန်ကူတာပေးဖို့စီစဉ်ထားကြတာပါ။ဆရာဝန်တယောက်ကသူ့ကိုစစ်ဆေးဖို့အနားကပ်လာတဲ့အချိန်မှာခေါင်းဆောင်ကဆရာဝန်ရဲ့လေပင်ကိုရုတ်တရက်လှမ်းညှိလိုက်တယ်။စက္ကန့်ပိုင်းတွင်းမှာပဲဆရာဝန်ပြိုလေးဟာအဖိုးကြီးအိုကြီးအဖြစ်ပြောင်းလဲသွားပါတော့တယ်။ဘေးနားကလူတွေကြောက်လန့်တကြားကြည့်နေကြပြီမဲ့ခေါင်းဆောင်ကတော့အရှင်လက်လက်လူတယောက်ရဲ့အသက်ဆွမ်းရင်ကိုစုပ်ယူရတဲ့အရာတာကိုခံစားနေပါတယ်။အော်ဟစ်တန်တွေကြားထဲမှာပဲရှိနေတဲ့လူတိုင်းရဲ့အသက်ဆွမ်းရင်ကိုသူစုပ်ယူပစ်လိုက်တယ်။အဲ့ဒီလိုနဲ့သူဟာနုပြိုတဲ့ရုပ်ရည်ကိုအောင်မြင်စွာပြန်ရရှိသွားပါတယ်။ယုံကြည်သူတွေလုံးဝမသိခဲ့ကြတာကထာဝရနုပြိုနေပုံရတဲ့ဒီခေါင်းဆောင်ဟာတကယ်တော့အသက်ကိုဆဲကျော်နေပြီဆိုတာပါပဲ။သူ့ရဲ့စွမ်းအားတွေကလွန်ခဲ့တဲ့တစ်နှစ်ကမတော်တဆမှုတစ်ခုကနေရရှိခဲ့တာပါ။ထူးဆန်းတဲ့လူတယောက်ရုတ်တရက်တည်ဆုံသွားခဲ့တယ်။သူ့မိသားစုကတည်ဆုံသူရဲ့နောက်ဆုံးဆန္ဒအတိုင်းလိုအပ်နေတဲ့လူနာတွေစီခန္ဓာကိုယ်အစိတ်ပိုင်းတွေလှူဒန်းပေးခဲ့ကြတယ်။တကယ်တော့တည်ဆုံသွားတဲ့လူကစွမ်းရှင်တယောက်ပါ။ဆရာဝန်တွေကအင်္ဂါစိတ်ပိုင်းတွေကိုထုတ်ယူပြီးတာနဲ့အလောင်းကကြောက်စရာကောင်းတော့အောင်မြန်မြန်ဆန်ဆန်ပုတ်ထိုးသွားတာကိုတွေ့ခဲ့ရတယ်။ခေါင်းဆောင်ကအဲ့ဒီလူရဲ့အင်္ဂါစိတ်ပိုင်းကိုအစားထိုးကူတာမှုခံယူရင်းနဲ့စွမ်းအားတွေရရှိလာတာပါ။အင်္ဂါစိတ်ပိုင်းလက်ခံရရှိသူတိုင်းရဲ့လက်ကောက်ဝတ်မှာအမှတ်အသားတစ်ခုပေါ်လာတတ်တယ်။မတူညီတဲ့အစိတ်ပိုင်းတွေရရှိထားကြလို့တယောက်နဲ့တယောက်မတူညီတဲ့စွမ်းအားတွေရရှိထားကြတယ်။နှလုံးကိုလက်ခံရရှိတဲ့ကောင်မလေးကတော့မယုံနိုင်တော့အောင်လင်းမြန်တဲ့အမြန်နှုံးကိုပိုင်ဆိုင်သွားတယ်။တခြားစွမ်းအားရှင်တွေရှိသေးတယ်ဆိုတာသိလိုက်ရတော့ခေါင်းဆောင်ကသူတို့စွမ်းအားတွေကိုပါသိမ့်ပိုက်ဖို့အစွဲလန်းကြီးလာပါတော့တယ်။ဒါကြောင့်တနေ့မှာပရာဟိတပွဲကြီးတစ်ခုကျင်းပလိုက်တယ်။တကယ်ရည်ရွယ်ချက်ကတော့တခြားစွမ်းအားရှင်တွေကိုထောင်ချောက်ထဲမျှခေါ်ဖို့ပါပဲ။ထင်ထားတဲ့အတိုင်းပါပဲအဲ့ဒီညမှာစွမ်းအားရှင်အတော်များများရောက်လာကြတယ်။သူတို့မသိလိုက်တာကခေါင်းဆောင်ရဲ့အဆုပ်ယူနိုင်တဲ့စွမ်းအားဟာအရန်ကိုအားကောင်းနေပြီဆိုတာပါပဲ။အခုချိန်မှာတော့တစ်ချက်လေးထိလိုက်ရုံနဲ့တင်သူတို့ရဲ့စွမ်းအားတွေကိုအကုန်ဆုပ်ယူပြနိုင်နေပါပြီ။